အခုလက်ရှိမြင်တွေ့နေရတဲ့ဗင်နီဇွဲလားနိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုတို့ကြားကတင်းမာမှုတွေဟာပုံမှန်ထက်ပိုမိုပြင်းထန်လာပြီးတတမမြောက်အချီလို့ခေါ်ဆိုရမယ်အဆုံးဖြတ်ပေးရမယ်အဆင့်တစ်ခုကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။အရင်တုန်းကတော့ဒီနှစ်နိုင်ငံကြားမှာအပြန်အလှန်ကြေညာချက်တွေထုတ်ပြန်တာစီးပွားရေးရာပိတ်ဆို့မှုတွေလုံးဝလောက်နဲ့အေးအေးဆေးဆေးပြီးဆုံးသွားတတ်ကြပြီမဲ့အခု2026ခုနှစ်ရဲ့အခြေအနေကြတော့ဒီလိုမျိုးဟန်ပြပြုတ်လုပ်တဲ့အဆင့်ကိုကျော်လွန်သွားခဲ့ပြီးလက်တွေ့ကြတဲ့စစ်ရေးနဲ့စီးပွားရေးထိတ်တိုက်တွေ့ဆုံမှုတွေစီကိုဥတီသွားခဲ့ပြီဖြစ်ပါတယ်။အထူးသဖြင့်ပင်လယ်ပြင်အတွင်းမှာဆိုရင်အခြေအနေတွေကပုံမဆိုးရွားနေပြီးဗင်နီဇွဲလားရဲ့ရေနံတင်သင်္ဘောတွေကိုအမေရိကန်ဘက်ကပင်လယ်ပြင်ပိုင်နယ်ထဲအထိအတင်းကျပ်ဝင်ရောက်ပြီးသိမ်းယူတာမျိုးတွေအထိပြုလုပ်လာတာကိုတွေ့ရပါတယ်။ဒီလိုအခြေအနေမျိုးမှာအမေရိကန်ရဲ့ရေတပ်အုပ်စုကြီးတွေကလည်းကာရစ်ဘီယန်ဒေသစီကိုအကြီးအကျယ်ချီတက်လာသလိုဗင်နီဇွဲလားစစ်တပ်ဘက်ကလည်းမိမိတို့ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်အမြင့်ဆုံးတက်လှန့်ထားတဲ့အခြေအနေကိုရောက်ရှိနေပါတယ်။ဝါရှင်တန်ဘက်ကတော့သူတို့ရဲ့ဒီလုပ်ရက်တွေကိုပိတ်ဆို့မှုဆိုင်ရာဥပဒေစိုးမိုးရေးလို့တရားဝင်ခေါင်းစဉ်တက်ထားပေမဲ့ဗင်နီဇွဲလားမြို့တော်ကာရာကက်စ်ကတော့ဒါဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီးနှိမ်ကင်းကြောင်တောင်ပြုလုပ်နေတဲ့ပင်လယ်ဓမြတိုက်မှုတတ်တာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ထားပါတယ်ခင်ဗျာဒီလိုမျိုးဗတ်ပေါင်းစုံကနေဝိုင်းဝန်းပိတ်ဆို့ထားတဲ့ဂျားတွေကနေဗင်နီဇွဲလားရဲ့တတိယမြောက်ရေနံတင်သင်္ဘောကိုအမေရိကန်ကလိုက်လံဖမ်းဆီးနေတဲ့အချိန်မှာပဲကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်ရုရှားနဲ့အီရန်တို့ကသမ္မတနီကိုလတ်မာဒူရိုနဲ့အစိုးရဘက်ကနေပြောင်ပြောင်တင်းတင်းရပ်တည်ပေးသွားမယ်လို့ကြေညာလိုက်တာဟာအခြေအနေကိုပုံမရှုပ်ထွေးသွားစေပါတယ်တကယ်တော့ဒီပြိပခတစ်ခုလုံးဟာလုံခြုံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဖြစ်ပွားနေတာဆိုပေမဲ့လက်တွေ့မှာတော့ကာရစ်ဘီယန်ဒေသတစ်ခုလုံးကိုစစ်မီးုံနဲ့ဆွဲထည့်လိုက်တယ်လို့ဖြစ်နေပြီးအင်အားကြီးနိုင်ငံတွေရဲ့အာဏာပြိုင်ခွင့်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဟာစီးပွားရေးရဖိအားပေးမှုတတ်ပဲလားဒါမှမဟုတ်တိတ်တဆိတ်စီစဉ်ထားတဲ့စစ်ရေးထိတ်တိုက်တွေးဆုံမှုတစ်ခုလားဆိုတာကတော့အလွန်ကိုစဉ်းစားစရာကောင်းလာပါတယ်။အမှန်စင်တဲ့ဒီတင်းမာမှုတွေရဲ့နောက်ကွယ်မှာတော့အမေရိကန်ရဲ့ရှေးဟောင်းနိုင်ငံသားရေးမူဝါဒဖြစ်တဲ့မွန်ရိုးဝါဒနဲ့အတူတယံသာရတွေကိုအပိုင်စီးလိုတဲ့တယံသာရစစ်ပွဲအသွင်သဏ္ဍာန်တွေကကိန်းအောင်နေတာဖြစ်ပါတယ်။အမေရိကန်ဟာလက်တင်အမေရိကဒေသကိုသူတို့ရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာပဲအမြဲရှိနေစေခြင်းတလို့ဗင်နီဇွဲလားရဲ့ကမ္ဘာအကြီးဆုံးရေနံတိုက်တွေကိုလည်းတရုတ်နဲ့ရုရှားရုစီကိုလက်လွတ်မခံနိုင်တာကြောင့်အခုလိုမျိုးပြင်းထန်တဲ့အရေးယူမှုတွေကိုလှုံ့ဆော်လာတာဖြစ်ပါတယ်။တရုတ်နဲ့ရုရှားနိုင်ငံတို့ဟာဗင်နီဇွဲလားနိုင်ငံကိုစစ်ရေးအရာအကာအကွယ်ပေးဖို့အတွက်အလွန်အဆင့်မြင့်လာတဲ့လက်နက်စနစ်တွေကိုနှီးမျိုးစုံနဲ့ထောက်ပံ့ပေးနေကြပြီးဒါဟာအမေရိကန်ရဲ့အိမ်နီးချင်းဒေသမှာစစ်ရေးအရာခြေကုပ်ယူဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ရုရှားနိုင်ငံအနေနဲ့ဗင်နီဇွဲလားစစ်တပ်ကို S-300 လိုမျိုးကဘာကျော်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်တွေကိုအစစ်မြင့်တင်ပေးထားရုံနဲ့မကပဲအခုနောက်ဆုံးမှာတော့အတန်ထက်မြန်တဲ့ hypersonic ဒုံးကျည်နည်းပညာအချို့နဲ့တိုက်ပွဲဝင် Su-30 MK2 တိုက်လေယာဉ်တွေကိုပါစင်စက်မပြတ်ပြုပြင်ထိန်းသိမ်းပေးနေတာကြောင့်ဗင်နီဇွဲလားရဲ့ကောင်းကင်ဟာအမေရိကန်လေတပ်အတွက်အလွယ်တကူကျူးကျော်လို့မရတဲ့ခံတပ်ကြီးတစ်ခုလိုဖြစ်လာခဲ့ရပါတယ်။တစ်ဖက်မှာလည်းတရုတ်နိုင်ငံကခင်မီတဲ့ထောင်လဲရေး drone တွေနဲ့ဆက်သွယ်ရေးဖြတ်တောက်နိုင်တဲ့ electronic စစ်စင်ရေးပစ္စည်းတွေကိုထောက်ပံ့ပေးထားတာကြောင့်အမေရိကန်ရဲ့ရေတပ်လှုပ်ရှားမှုတွေကို